这里小鬼问了，啥人啦？哦，应该不对乎挺难，对，对不对？啊，我新加坡人讲也不好，嗯，我的意思。哎，那夫妻点他的 boss 也မှန်ပါဖေ။ တော်တော်ချက်လက်ပြီးဆို မှန်ပါဖေ။ ရေးတာလည်းတော်တော်ရှင်းတယ်စာရေးကောင်းပါ မှန်ပါဖေ။ 哦，အဲ့ဒီ link ကိုပြီးတော့လက်ဆင့်ကမ်းပေးလိုက်ကောင်း မှန်ပါ နားလည်ဖို့လည်းလိုရတယ် English ကလည်းတော်တော်ကိုကောင်းတယ်လို့ပြော AI အကူအညီနဲ့ပါဖေ။ AI ဟုတ်တယ် AI ကိုလည်းကျေးဇူးတင်ရမှာ မှန်ပါ သူမျိုးသားကိုဖတ်ဖို့ပြီးအဲ့ဒီ link ကိုပေးလိုက်ကောင်းတယ်ဒီဆီယမပဲတိလားဒီနော်ပြောအဲ့ဆိုပြလိုက်ပါနော်ရှာပြလိုက်မနေ့ကဘုန်းကြီးဖတ်ကြည့်တယ်တော်တော်စာရေးကောင်းပါပါဠိတော်စာပေတွေကအထောက်အထားတွေလည်းပါတော့ပြောခြင်းတဲ့အတိတ်ပဲတော်တော်ရှင်းဘုန်းကြီးပြောတာတခါလေနားလည်ပါမလားသဘောပေါက်ပါမလားအတိတ်ပဲကောက်များလွဲသွားမလားဘုန်းကြီးကဟိုများသောအားဖြင့်လက်တမ်းပဲပြောတာဟုတ်စာနဲ့ရေးပြီးတော့ဒါပြီးဒါပြောမယ်လို့ရှိစိတ်ထဲမှာပေါ်လာတာတစ်ခုတစ်ခုပြောသွားတာဆိုတော့တခါလေနည်းနည်းပါးပါးကြံခဲ့တဲ့ပြောမယ်လို့တော့စိတ်ကူးထားပေမဲ့လမ်းကြောင်းကပြောင်းသွားတဲ့ခါမှာပြောချင်တာကကြံရင်ခဲ့တာရှိပါတခါလေလေမပြောတတ်လို့ကိုအတိတ်ပဲလွဲကုန်တာရှိပါတယ် စကားပြောတာစာရေးတာဆိုတာအမှားတော့ကင်းဖို့မလွယ်ပါဘူးနော်မှားနိုင်ပါတယ်အဲ့တော့စာဖတ်တဲ့လူနားထောင်တဲ့လူတွေကတော့လူရင်းအတိတ်ပဲကိုသဘောပေါက်ရင်တော်တော့ပါပြီတချို့လူတွေကသူတို့ detail ကိုတော်တော်စိတ်ဝင်စားတော့ဖြေရတော်တော်ခက်တဲ့မိကုန်းတွေကိုအများကြီးမေးကြတယ် တပည့်တော့ဖုံတပည့်အကြာကြီးဆိုတော့ဖုံဆိုလို့ကျင်တာတခါလဲတန်းသိပါတယ်ဖေ။ သဘောပေါက် အကြောင်းဒါလေးကိုဖြည့်ပြီးရေးခဲ့တာပါဖေ ဟုတ်ပါဘုန်းကြီးရဲ့စာတွေဖတ်တာများပြီ ။အများကြီးဖုံမိန်နာရီကနားထဲမှာပုံကစွဲနေတယ်။ကိုပြောတဲ့စကားကတကယ်တမ်းကိုယ့်စကားမဟုတ်တော့ဘူးတကယ်တမ်းဖုံစကားတွေပါဖေ။ ဒီလိုပါပဲဘယ်သူမှဆိုဒီလိုပါပဲနော်ဘုန်းကြီးတို့လည်းငယ်တော့ကဟိုတချို့စာရေးဆရာတွေ philosopher တွေကိုကြိုက်တဲ့သူဆိုရင်သူရေးတဲ့စာကိုထပ်ခါဖတ်တာထပ်ခါဆိုတာဘယ်နှခါလို့တော့ပြောလို့မရအချိန်ကမေးနိုင်တော့လောက်ဟိုများတာရှိပါတယ်နော်အဲ့လိုအများကြီးဖတ်လိုက်ရင်သူပြောပုံဆိုပုံနဲ့သူသုံးတဲ့စကားလုံးသုံးလုံးတွေကကိုယ်စကားလုံးတွေဖြစ်သွားတယ်